လွန်ခဲ့တဲ့နှစ်ပေါင်း900ကျော်လောက်ကအီတလီအလယ်ပိုင်းမြို့လေးတစ်မြို့အပြင်ဘက်ကတောင်ဝန်းလေးတကုန်းပေါ်မှာတစ်တော်လေးတတော်ရှိတယ်အဲ့ဒီတစ်တော်ထဲမှာလူငယ်လေး2ယောက်တစ်တုံးရှည်တုံးပေါ်မှာထိုင်ပြီးတော့စကားပြောကြအချိန်ကသကောင်ချိန်လောက်ဖြစ်တော့ကြေရောင်ကလွဲပြီးတော့ဘာအလင်းရောင်မှမရှိဘူးမြို့ထဲကိုလှမ်းပြီးတော့ကြည့်လိုက်တဲ့အခါမှာလည်းပဲဘာအလင်းရောင်မှမရှိပဲတိတ်ဆိတ်နေတယ်အဲ့ဒီခါမှာအသက်ငယ်တဲ့လူငယ်လေးကသူ့ထက်ပိုပြီးတော့အသက်ကြီးတဲ့လူငယ်ကိုပြောလိုက် Fratello Francesco တကဘာလုံးကမှောင်မဲနေတယ်လို့ပဲနော်အခြေအနေတွေကလည်းမှောင်မိုက်နေတယ်ဆူတန်အာခါမီလ်ရဲ့တပ်တွေလည်းပဲအီဂျစ်မှာတက်ဆွဲနေကြပြီတန်ရှင်းရမြေကိုလည်းသူတို့တွေသိမ့်ပိုက်ကြပြီလို့သတင်းကြားခရူစိတ်စစ်သားတွေလည်းအများကြီးကြဆုံးပြီးတော့တဖြည်းဖြည်းအားနည်းလာကြပြီခရိယန်နိုင်ငံငယ်လေးတွေလည်းမညီမညွတ်ဖြစ်နေကြအသင်းတော်ကြီးကလည်းအားနည်းမှုတွေနဲ့ယိုယွင်းပျက်စီးနေတယ်လို့ပဲတကယ်ကိုအမှောင်တုကြီးစိုးတဲ့အချိန်ခါသမယကြီးလို့ခံစားနေရတယ်ပူဆိုးတဲ့အခြေအနေစီကိုဥတည်နေတယ်လို့ပဲအဲ့ဒါလို့ပြောတဲ့အခါမှာသူ့ထက်ပိုပြီးတော့အသက်ကြီးတဲ့ထင်ရတဲ့လူငယ်ကညီလေးရေဖျောင်းနိုင်တဲ့တိုင်ကိုမိသွားထွန်းပြီးတော့ဒီမှာယူလာခဲ့ကွာလို့ပြောအဲ့ဒီလူငယ်လေးကလည်းတဲတဲကိုဝင်သွားပြီးတော့ကမိတိုင်တဲ့တိုင်ထွန်းပြီးတော့ယူလာအဲ့ဒီခါမှာသူတို့တွေရဲ့အညိုရင့်ရောင်ဝတ်ယုံတွေကိုမီးရောင်အောက်မှာတွေ့လိုက်ရအဲ့ဒီခါမှာနည်းနည်းအသက်ကြီးပုံရတဲ့လူငယ်ကပြောလိုက် Vedi fratello mio tutta oscurità del mondo non può spegnere la luce di una singola candela အတိတ်ပဲကတွေ့လာငါညီတကဘာလုံးရဲ့အမှောင်တုဟာဖျောင်းနိုင်တဲ့တိုင်ရဲ့အလင်းကိုမတားဆီးနိုင်ပါဘူးဒီစကားကိုပြောခဲ့တဲ့လူငယ်က SCC မြို့သား Francesco ပဲဖြစ်တယ် Saint Francis SCC လို့သိကြတဲ့ပုဂ္ဂိုလ်ဖြစ်တယ် Franciscan ဂိုင်းကိုတည်ထောင်ခဲ့တဲ့သူဖြစ်တယ် Lord make me an instrument of your peace သခင်ဖျားတပည့်တော်ကိုငြိမ်းချမ်းခြင်းအတွက်လက်သုံးတစားဖြစ်စေပါလို့ပြောခဲ့တဲ့သူဖြစ်သူ့ရဲ့စကားအတိုင်းသူကြိုးစားခဲ့တာပြင်စမမြောက်ခရူစိတ်စစ်ပွဲဖြစ်လူဆဲဆဲမှာမဖြစ်အောင်သူတားဆီးနိုင်ခဲ့တယ်ခရူစိတ်စစ်သားတွေလက်နဲ့တိုက်လို့မရနိုင်တဲ့တန့်ရှင်းရမြေခရစ်တော်သခင်ဖွားမြင်ခဲ့ရမြေမှာဘာလက်နဲ့တခုမှမကင်ခဲ့တဲ့ Franciscan ဂိုင်းသားတွေခြေချခွင့်ရရှိခဲ့တယ်ဘာတခုမှပိုင်ဆိုင်ခြင်းမရှိတဲ့ဆင်းရဲသားယသိ Francis လေးဟာအမောင်ကဘာအတွက်အလင်းပေးတဲ့မိတိုင်ဖြစ်ခဲ့တယ်လို့အသင်းတော်ကြီးပြန်လဲခိုင်မာလာဖို့တောက်တိုင်တိုင်ဖြစ်ခဲ့တယ်ရှင်ယောဟန်ခန်းကြီး8ခန်းငယ်7မှာ
ငါသည်လောက၏အလင်းဖြစ်၏လို့မိန့်တော်မူခဲ့တဲ့ခရစ်တော်ရှင်ကရှင်မာတေဥခန်းကြီး9အခန်းငယ်14နဲ့16မှာသူ့ရဲ့တပည့်တော်များကိုသင်တို့သည်လောက၏အလင်းဖြစ်ကြ၏လူတို့သည်သင်တို့၏ကောင်းသောအကျင့်များကိုမြင်ကြ၍ကောင်းကင်ဘုံ၌ရှိသောသင်တို့၏အဖဘုန်းကုံတော်ကိုချီးမွမ်းစေခြင်းငှာသင်တို့၏အလင်းကိုလူတို့ရှေ့တွင်ထွန်းလင်းစေကြလော့လို့မိန့်တော်မူခဲ့တယ်ကျွန်ုပ်တို့နာမည်ရဖို့ဂုဏ်ရှိဖို့ထွန်းလင်းခိုင်းတာမဟုတ်ဘူးအဖဖရာသခင်ရဲ့ဘုန်းကုံတော်အတွက်ထွန်းလင်းရမှာဖြစ်တယ်အကြောင်းမူကားသင်တို့အားလုံးသည်အလင်းဤသားသမီးများနှင့်နေ့အချိန်ဤသားသမီးများဖြစ်ကြ၏ငါတို့သည်ညအချိန်နှင့်မှောင်မိုက်ဤသားသမီးများမဟုတ်ကြချေလို့တသလောနီဩဝါဒစာပထမဆုံးခန်းကြီး9အခန်းငယ်9မှာရှင်ပေါလုကပြောခဲ့တယ်ကျွန်ုပ်တို့အားလုံးဟာအလင်းရဲ့သားသမီးများဖြစ်ကြလူတိုင်းနှိပါးကအလင်းကိုတောင်းတကြမျှော်လင့်ကြလွန်ခဲ့တဲ့10နှစ်ကျော်လောက်ကမိတ်ဆွေတူရဲ့အိမ်ကိုသွားပြီးတော့လဲတယ်အဲ့ဒီမှာအတူတကွဆုတောင်းမှုအတွက်ပေါ့ညနေမိုးချုပ်ခါနီးအချိန်ရောက်တော့မီးတွေပါတွေလင်းတာတွေ့တော့ဟာဒီမှာမီးလာတယ်နော်လို့ပြောတော့သူကဟုတ်တယ်ကျွန်တော်တို့ကိုဟာဝေးကုမ္ပဏီကနေပြီးတော့ကမီးပေးထားတယ်စဉ်းစားတာဩတရုတ်ကုမ္ပဏီနဲ့တူတယ်လို့စဉ်းစားမိတောင်းအောင်ကြတော့မီးကရုတ်တရက်သေသွားရောလူတွေအားလုံးကဟာဆိုပြီးတော့អော်ကြကိုရီးယားကားတော့လွတ်ပြီတောင်းအောင်လဲကြတော့မီးကပြန်လာတော့ဝေးဆိုပြီးတော့ရက်ွက်တစ်ခုလုံးကអော်ကြတွေ့လားကိုတော့အဲ့ဒါဟာဝေးကုမ္ပဏီပဲမီးမလာတဲ့ကဟာကနေဖြစ်ပြီးတော့မီးလဲလာရောဝေးဆိုပြီးတော့ကអော်ကြတာဟောအဲ့ဒီကြမှာသူပြောတာကိုသဘောပေါက်လူတွေကမီးလာရင်ပျော်ကြမီးလင်းလို့ရှိရင်စိတ်ချမ်းသာဒါပေမဲ့အမှောင်ကြိုက်တဲ့လူတချို့လည်းပဲရှိကြအထူးသဖြင့်ဒုစရိုက်ကိုလှုပ်ချင်တဲ့သူတွေအတွက်အမှောင်ကသူတို့အတွက်အားကိုးရလက်နဲ့တစ်ခုဖြစ်နေဒါကြောင့်အလင်းရဲ့သားသမီးတွေရှိသလိုအမှောင်ရဲ့သားသမီးတွေလည်းရှိလားအလင်းရဲ့သားသမီး2မျိုးရှိသလိုအမှောင်ရဲ့သားသမီး2မျိုးရှိပေါင်းလိုက်လို့ရှိရင်4မျိုး4စားဖြစ်သွားပထမတစ်မျိုးကအမှောင်၌လှုပ်ရှားအလင်းသို့သွားသည့်လူစားမျိုးဒုတိယတစ်မျိုးကအမှောင်၌လှုပ်ရှားအမှောင်သို့သွားတဲ့လူစားမျိုးတတိယတစ်မျိုးကတော့အလင်း၌လှုပ်ရှားအမှောင်သို့သွားသည့်လူစားမျိုးစတုထတစ်မျိုးကတော့အလင်း၌လှုပ်ရှားအလင်းသို့သွားသည့်လူစားမျိုးဖြစ်ပါပထမတစ်မျိုးဖြစ်တဲ့အမှောင်၌လှုပ်ရှားအလင်းသို့သွားသည့်လူစားမျိုးကရှင်ပေါလုလိုလူစားမျိုးဖြစ်တယ်အရင်ကသူဟာအမှောင်သားဖြစ်တယ်ခရိယန်တွေကိုလိုက်လံညှင်းဆဲပြီးတော့ထောင်အကျဉ်းချထောင်ချတဲ့ပုဂ္ဂိုလ်ဖြစ်တယ်တမန်တော်ကြီးဝိတ္ထုအခန်းကြီး9မှာသူ့အကြောင်းရေးထားသူဟာမြင်နှုံးကကမ်းခဲ့ပြီးတော့ကသူကမ်းတော့မှပဲအမှန်တရားကိုမြင်ခဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဒုက္ခခံစားနေရတဲ့ခရိယန်များနဲ့အတူခရစ်တော်ဖခင်တသားတည်းရှိနေတယ်ခရိယန်များရဲ့ဒုက္ခဟာခရစ်တော်ရှင်ရဲ့ဒုက္ခပါပဲခရစ်တော်သခင်ဟာအဝေးမှာရှိတဲ့ဖခင်မဟုတ်ဘဲနဲ့လူသားတွေနဲ့အတူခံစားနေတဲ့ဖခင်ဆိုတာကိုသိရှိသွားစောလူသင်လိုက်လံညှင်းဆဲနေတဲ့သူဟာ
ငါပဲလို့ပြောတဲ့စကားကသူ့ကိုအမှန်တရားကိုပြန်ပြီးတော့မြင်လာစေပြီးတော့အလင်းရဲ့သားတူဖြစ်လာခဲ့တယ်